3. ပထမမရဏတတိတု83အခါတပါး၌မြတ်စွာဘုရားသည်နာတိကရွာအုပ်ကြောင်း၌တရင်သုံးနေတော်မူ၏ထိုအခါမြတ်စွာဘုရားသည်ယဟန်တို့ကိုယဟန်တို့ဟူ၍ခေါ်တော်မူ၏အရှင်ဘုရားဟုထိုယဟန်တို့သည်မြတ်စွာဘုရားအားယံကြားလျှောက်ထားကြကုန်၏မြတ်စွာဘုရားသည်ဤစကားကိုမိန့်တော်မူ၏ယဟန်တို့သိခြင်းကိုအောက်မေ့မှုမရဏတတိကိုပွားများအားကျင့်ပါများစွာပြုအပ်သည်ရှိသောအကျေးကြီး၏အာနိသင်ကြီး၏အမြိုက်နိဗ္ဗာန်သို့သက်ဝင်၏အမြိုက်နိဗ္ဗာန်လျင်အဆုံးရှိ၏ယံတို့သင်တို့သည်မရဏတတိကိုပွားများကုန်၏လောဟုမိန့်တော်မူ၏ဤသို့မိန့်တော်မူသည်ရှိသောယံတစ်ပါးသည်မြတ်စွာဘုရားအားရှင်ဘုရားကျွန်ုပ်သည်မရဏတတိကိုပွားများပါ၏ဟုရောက်၏ယံတွင်သည်မရဏတတိကိုအဘယ်သို့ပွားများသနည်းဟုမေးတော်မူ၏ရှင်ဘုရားကျွန်ုပ်ဟာငါသည်ဒီနေ့တညများအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလေရ၏ငါအားရှင်စေငါကိစ္စကိုမြတ်စွာဘုရားသည်ရှိရ၏ဟုဤသို့အကြံဖြစ်ပါ၏ရှင်ဘုရားကျွန်ုပ်သည်ဤသို့လည်းမရဏတတိကိုဝါများပါ၏ဟုရောက်၏ယဟန်တစ်ပါးကလည်းမြတ်စွာဘုရားအားအရှင်ဘုရားကျွန်ုပ်သည်လည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယဟန်သည်မရဏတတိကိုအဘယ်သို့လျင်ပွားများသနည်းဟုမေးတော်မူ၏ရှင်ဘုရားကျွန်ုပ်ဟာငါသည်တနေ့မြအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလေရ၏ငါအားစင်စေရန်ကိစ္စကိုမြတ်စွာဘုရားသည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏ရှင်ဘုရားကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုပွားများပါ၏ဟုရောက်၏ယံတစ်ပါးကလည်းမြတ်စွာဘုရားအားရှင်ဘုရားကျွန်ုပ်သည်လည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယံတွင်သည်မရဏတတိကိုအဘယ်သို့လျင်ပွားများသနည်းဟုမေးတော်မူ၏ရှင်ဘုရားကျွန်ုပ်ဟာငါသည်နေဝဲမြအသက်ရှင်ရပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလေရ၏ငါအားရှင်စေရန်ကိစ္စကိုမြတ်စွာဘုရားသည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏အရှင်ဘုရားကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုပွားများပါ၏ဟုရောက်၏3ယဟန်တစ်ပါးကလည်းမြတ်စွာဘုရားအားအရှင်ဘုရားကျွန်ုပ်သည်လည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယဟန်တင်သည်မရဏတတိကိုအဘယ်သို့လျင်ပွားများသနည်းဟုမေးတော်မူ၏ရှင်ဘုရားကျွန်ုပ်ဟာငါသည်သံတတစာခြင်းအတွင်းအသက်ရှိပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလေရ၏ငါအားရှင်စေယဟန်ကိစ္စကိုမြတ်စွာဘုရားသည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏အရှင်ဘုရားအကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုပွားများပါ၏ဟုရောက်၏ယံတစ်ပါးကလည်းမြတ်စွာဘုရားအားအရှင်ဘုရားကျွန်ုပ်သည်လည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယံသည်မရဏတတိကိုအဘယ်သို့လျင်ပွားများသနည်းဟုမေးတော်မူ၏အရှင်ဘုရားကျွန်ုပ်ဟာငါသည်သံတတစာခြင်းဤထက်ဝဲမြအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလေရ၏ငါအားရှင်စေယဟန်ကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏အရှင်ဘုရားအကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုပွားများပါ၏ဟုရောက်၏ငါယဟန်တစ်ပါးကလည်းမြတ်စွာဘုရားအားရှင်ဘုရားအကျွန်ုပ်သည်လည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယဟန်တင်သည်မရဏတတိကိုအဘယ်သို့လျင်ပွားများသနည်းဟုမေးတော်မူ၏ရှင်ဘုရားအကျွန်ုပ်ဟာငါသည်ဆွမ်းလီလို့ငါလူကိုဝါမျိုးနေခြင်းအတွင်းအသက်ရှင်ရပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလေရ၏ငါအားရှင်စေယဟန်ကိစ္စကိုမြတ်စွာဘုရားသည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏အရှင်ဘုရားအကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုပွားများပါ၏ဟုရောက်၏ယဟန်တစ်ပါးကလည်းမြတ်စွာဘုရားအားအရှင်ဘုရားကျွန်ုပ်သည်လည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယဟန်တင်သည်မရဏတတိကိုအဘယ်သို့လျင်ပွားများတနည်းဟုမေးတော်မူ၏ရှင်ဘုရားကျွန်ုပ်ဟာငါသည်သွမ်းတလုကိုဝါမျိုးနေခြင်းအတွင်းအသက်ရှင်နေရပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းလေရ၏ငါအားရှင်စေယဟန်ကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏ရှင်ဘုရားကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုပွားများပါ၏ဟုရောက်၏
ယဟန်တစ်ပါးကလည်းမြတ်စွာဘုရားအရှင်ဘုရားကျွန်ုပ်ဒီလည်းမရဏတတိကိုပွားများပါ၏ဟုရောက်၏ယံတင်သည်မရဏတတိကိုအဘယ်သို့လျင်ပွားများသည်ဟုမေးတော်မူ၏အရှင်ဘုရားအကျွန်ုပ်ဟာငါသည်ဝန်သက်ရှိ၍ထွက်သက်ထုတ်ခြင်းထွက်သက်ထုတ်၍ဝန်သက်ရှိခြင်းအတွင်အသက်ရှင်ရပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားဆင်းစေရန်ကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုအကြံဖြစ်ပါ၏အရှင်ဘုရားကျွန်ုပ်သည်ဤသို့လျင်မရဏတတိကိုဝါများပါ၏ဟုရောက်၏ဖြစ်ဤသို့လျှောက်လာတော်မြတ်စွာဘုရားသည်ထိုရန်တို့အားယံတို့အကျဉ်းယံသည်ငါသည်တနေ့တနေ့များအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့ဤမရဏတတိကိုဘွားများ၏အကျဉ်းယံသည်ကငါသည်တနေ့များအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏အကျဉ်းယံသည်ကငါသည်နေဝဲများအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏အကျဉ်းယံသည်ကငါသည်သန္တထစားခြင်းအတွင်အသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏အကျဉ်းယံသည်ကငါသည်သန္တထစားခြင်း၏ထက်ဝက်များအသက်ရှင်ရပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏အကျဉ်းယံသည်ကငါသည်သံလီလို့ငါတို့ကိုဝါမျိုးခြင်းအတွင်းမျှအသက်ရှင်ရပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏ယံတို့ဤယဟန်၆ပါးတို့ကိုမိမိလျော့လျော့နေကုန်၏ဟု၍၎င်းအာတော်တရားကုန်ခန်းရန်နှုတ်နေစွာမရဏတတိကိုဘွားများကုန်၏ဟု၍၎င်းဆိုအပ်ကုန်၏ယံတို့အကျဉ်းယံသည်ကငါသည်သံတလို့ဘွားမျိုးနေခြင်းအတွင်းများအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏အကျဉ်းယံသည်ငါသည်ဝန်သက်ယူ၍ထွက်သက်ထုတ်ယုံထွက်သက်ထုတ်၍ဝန်သက်ယူယုံအတွင်းများအသက်ရှင်ပါမူကောင်းလေးစွာမြတ်စွာဘုရား၏အဆုံးအမတော်ကိုနှလုံးသွင်းရလျာ၏ငါအားရှင်စေယံကိစ္စကိုမြတ်စွာပြုအပ်သည်ဖြစ်ရ၏ဟုဤသို့မရဏတတိကိုဘွားများ၏ယံတို့ဤယဟန်နှစ်ပါးတို့ကိုမမေ့မလျော့နေကုန်၏ဟု၍၎င်းအာတော်တရားကုန်ခန်းရန်ထက်တန်စွာမရဏတတိကိုဘွားများကုန်၏ဟု၍၎င်းဆိုအပ်ကုန်၏ယံတို့ကြောင့်မမေ့မလျော့နေကုန်အာတော်တရားကုန်ခန်းရန်ထက်တန်စွာမရဏတတိကိုဘွားများကုန်အံ့ဟုကျင့်ရမည်ယံတို့သင်တို့သည်ဤသို့သာကျင့်ရမည်ဟုမိန့်တော်မူ၏တတိယတုတ်ဒုတိယမရဏတတိတုတ်84အခါဓမ္မ၌မြတ်စွာဘုရားသည်နာတိကရွာအုပ်ကြောင်း၌သတင်းသုံးနေတော်မူ၏ထိုကမြတ်စွာဘုရားသည်ယံတို့ကိုဤသို့မိန့်တော်မူ၏ယံတို့မရဏတတိကိုဘွားများအားကျင့်တော်မြတ်စွာပြုအပ်သည်ရှိသောအကျေးကြီး၏အာနိသင်ကြီး၏အမြိုက်နိဗ္ဗာန်သို့တက်ဝင်၏အမြိုက်နိဗ္ဗာန်လျင်အဆုံးရှိ၏ယံတို့မရဏတတိကိုအဘယ်သို့ဘွားများအားကျင့်တော်မြတ်စွာပြုအပ်သည်ရှိသောအကျေးကြီးတည်းအာနိသင်ကြီးတည်းအမြိုက်နိဗ္ဗာန်သို့တက်ဝင်တည်းအမြိုက်
နိဗ္ဗာန်လည်းအဆုံးရှိသည်ယံတို့ဤသာသနာတော်၌ယံဒီနေ့ကိုလွန်မြောက်မြင့်သို့ရောက်လာတော်ငါအားသိခြင်းအကြောင်းတို့သည်များကုန်၏ဝေတော်၎င်းငါကိုကိုက်ရ၏ခင်းဤကောက်တော်လဲငါကိုကိုက်ရ၏ခင်းခြင်းများတော်လဲငါကိုကိုက်ရ၏ထိုအကြောင်းကြောင့်ငါအားသိခြင်းသည်ဖြစ်ရ၏ထိုမွေကိုက်ခြင်းစသည်သည်ငါအားအန္တရာယ်ဖြစ်ရ၏စော်ရည်တော်လဲလဲရ၏ငါစားတော်အစားတော်လဲမကြည့်ပဲဖောက်ပြန်ရ၏ငါအားလက်ကြည်တော်လဲရက်ရ၏ငါအားတလိပ်တော်လဲရက်ရ၏ငါအားရေတင်သုံးတို့တော်လဲဆက်ကုန်ရ၏လူတို့ကတော့လည်းငါကိုလုံးလပြုကုန်ရ၏လူမဟုတ်သူဘလူတို့ကတော့လည်းငါကိုလုံးလပြုကုန်ရ၏ထိုအကြောင်းကြောင့်ငါအားဒီခြင်းသည်ဖြစ်ရ၏ထိုလေခြင်းတုံးဖြတ်ခြင်းစသည်သည်ငါအားအန္တရာယ်ဖြစ်ရ၏ဟုဒီတို့ဆင်ញ၏ယံတို့ယံသည်မြင့်ခါ၌မိရသောငါအားအန္တရာယ်ကိုပြုမိမပေရသည်သောယုံညံသောအကုသိုလ်တရားတို့သည်ရှိကုန်သေးသလောဟုဆင်ခြင်ရမည်ယံတို့ယဟန်ဒီဆင်ရင်သောမြင့်အက၌ပေရသောငါအားအန္တရာယ်ကိုပြုမိမပေရသေးသောယုံညံသောအကုသိုလ်တရားတို့သည်ရှိကုန်သေး၏ဟုသိရပါမူယံတို့ယံသည်ယုံညံသောထိုအကုသိုလ်တရားတို့ကိုဘေခြင်းငါသာလျင်လွန်ခဲ့သောအလူဆန္ဒကို၎င်းလုံးလာကို၎င်းအာထုခြင်းကို၎င်းအတိုင်းတဲ့အလွန်အာထုခြင်းကို၎င်းမဆုံးနေခြင်းကို၎င်းဂတိကို၎င်းသံပင်ခြင်းကို၎င်းယူရမည်ယံတို့မဆိုး၌မိလောင်သူသည်၎င်းဥကောင်း၌မိလောင်သူသည်၎င်းထိုပဲဆိုထိုဥကောင်းကိုမိငိမ့်စေရန်လွန်ခဲ့သောဆန္ဒကို၎င်းလုံးလာကို၎င်းအာထုခြင်းကို၎င်းအတိုင်းတဲ့အလွန်အာထုခြင်းကို၎င်းမဆုံးနေခြင်းကို၎င်းဂတိကို၎င်းနာမင်းခြင်းကို၎င်းပြုရာတကဲ့သို့ယံတို့ဤအတုပင်ထိုယံသည်ယုံညံသောထိုအကုသိုလ်တရားတို့ကိုပေရန်သာလျင်လွန်ခဲ့သောဆန္ဒကို၎င်းလုံးလာကို၎င်းအာထုခြင်းကို၎င်းအတိုင်းတဲ့အလွန်အာထုခြင်းကို၎င်းမဆုံးနေခြင်းကို၎င်းနတိကို၎င်းနာမင်းခြင်းကို၎င်းယူရမည်ယံတို့ယံသည်ဆင်းရင်သောညအခါ၌ပိယသောငါအန္တရာယ်ပြုမိမပေရသေးသောယုံညံသောအကုသိုလ်တရားတို့သည်မရှိကုန်ဟုသိပါမူယံတို့ထိုယံသည်နှစ်သက်မှုဝမ်းမြောက်မှုပီတိဗာမောဇ္ဇဖြင့်သာလျှင်ကုသိုလ်တရားတို့၌နိညင်မပြခြင်းသုံးလေးရဲ့နေရမည်ယံတို့ဤသာသနာတော်၌ယံဒီမြင့်ကိုလွန်မြောက်နေသို့ရောက်လာသောငါအားတည်ခြင်းအကြောင်းတို့သည်များကုန်၏ဝေတော်လဲငါကိုကိုက်ရ၏ခင်းမီကောက်တော်လဲငါကိုကိုက်ရ၏ခင်းခြင်းများတော်လဲငါကိုကိုက်ရ၏ထိုအကြောင်းကြောင့်ငါအားပေခြင်းသည်ဖြစ်ရ၏ထိုမွေကိုက်ခြင်းစသည်ငါအားအန္တရာယ်ဖြစ်ရ၏စော်ရည်တော်လဲလဲရ၏ငါစတော်အစာတော်လဲမကြည်ပဲဖောက်ပြန်ရ၏ငါအားဘဲကြီးတော်လဲပြည့်ရ၏ငါအားတလိပ်တော်လဲပြည့်ရ၏ငါအားရေတင်တုံတို့တော်လဲသတ်ကုန်ရ၏လူတို့ကတော့လဲငါကိုလုံးလာပြုကုန်ရ၏လူမဟုတ်သူပဲလူတို့ကတော့လဲငါကိုလုံးလာပြုကုန်ရ၏ထို့ကြောင့်ငါအားပြုခြင်းသည်ဖြစ်ရ၏ထိုလေတင်တုံးဖြတ်ခြင်းစသည်ငါအားအန္တရာယ်ဖြစ်ရ၏ဟုဒီတို့ဆင်ញ၏ယံတို့ယံသည်မိအခါ၌မိရသောငါအားအန္တရာယ်ကိုပြုမိမပေရသေးသောယုံညံသောအကုသိုလ်တရားတို့သည်ရှိကုန်သေးသလောဟုဆင်ញရမည်ယံတို့ယံသည်ဆင်ញသောမိအခါ၌တရားသောငါအားအန္တရာယ်ကိုပြုမိမပေရသေးသောယုံညံသောအကုသိုလ်တရားတို့သည်ရှိကုန်သေး၏ဟုမိရပါမူယံတို့ယံသည်ယုံညံသောအကုသိုလ်တရားတို့သည်ရှိကုန်သေး၏ဟုမိရပါမူယံတို့ထိုယံသည်ယုံညံသောထိုအကုသိုလ်တရားတို့ကိုပေရန်သာလျင်လွန်ခဲ့သောဆန္ဒကို၎င်းလုံလကို၎င်းအာထုခြင်းကို၎င်းအတိုင်းတဲ့အလွန်အာထုခြင်းကို၎င်းမဆုံးညစ်ခြင်းကို၎င်းတတိကို၎င်းဓမ္မင်းခြင်းကို၎င်းပြုရမည်ယံတို့မဆိုး၌မိလောင်သူသည်၎င်းဥကောင်း၌မိလောင်သူသည်၎င်းထိုပဲဆိုထိုဥကောင်းကိုမိငိမ့်စေရန်လွန်ခဲ့သောဆန္ဒကို၎င်းလုံလကို၎င်းအာထုခြင်းကို၎င်းအတိုင်းတဲ့အလွန်အာထုခြင်းကို၎င်းမဆုံးညစ်ခြင်းကို၎င်းတတိကို၎င်း
နမင်းစဉ်ကို၎င်းပြုရာတကဲ့သို့ယဟန်တို့ဤအတူပင်ထိုရန်သည်ယုံညံသောထိုအကုသိုလ်တရားတို့ကိုဘေယံသာလျင်လွန်ကဲသောဆန္ဒကို၎င်းလုံးလာကို၎င်းအာတုခြင်းကို၎င်းအတိုင်းတဲ့အလွန်အာတုခြင်းကို၎င်းမဆုံးနှင့်ခြင်းကို၎င်းမတိကို၎င်းနမင်းစဉ်ကို၎င်းပြုရမည်ယံတို့ယံသည်ရှင်ရင်သောနေအခါ၌ပြရသောငါအားအန္တရာယ်ပြုမိမပေရသေးသောယုံညံသောအကုသိုလ်တရားတို့သည်မရှိကိုဟုပြီးပါမူယံတို့ထိုယံသည်နှစ်သက်မှုဝမ်းမြောက်မှုပီတိပါမောဇ္ဇဖြင့်သာလျင်ကုသိုလ်တရားတို့၌မိညင်မပြကျင့်သုံးလျက်နေရမည်ယံတို့ဤသို့လည်းမရဏတတိကိုပွားများအားခြင်းပါများစွာပြုအပ်သည်ရှိသောအကျိုးကြီးအာနိသင်ကြီးအမြိုက်နိဗ္ဗာန်သို့လက်ဝင်၏အမြိုက်နိဗ္ဗာန်လည်းအဆုံးရှိ၏ဟုမိန့်တော်မူ၏သတ္တုထသို့